ဘိတ်တိတ်ကဘသူတွေရှိကိုလာတာလေတဘာဝလွန်ဖျားရဲ့တိုးထီခြင်းကိုစာငတ်တဲ့သူကျွန်တော်ဒီလိုမိုက်ကိုကင်ဖို့ဘုရားခင်ကျွန်တော်ကိုဒီလိုစင်ပေါ်မှာသုံးဖို့ဘုရားခင်သုံးဖို့အတွက်ကျွန်တော်မျိုးစိတ်ကျဲတယ်ကျွန်တော်ရေမတောက်ပဲဆူတောင်းခဲ့တဲ့နေ့အများကြီးရှိတယ်အဲ့နေ့ဒီဖုန်းနေပါလေဆိုဝေးတယ်ရေမတောက်ပဲသူဘုံကိုပဲကျွန်တော်ပထမဦးဆုံး American Money ကို demonstrate လုပ်တဲ့နေ့ကျွန်တော်အဲ့နေ့ရေတစ်စက်မှမတောက်ဘူးကျွန်တော် on နေတဲ့ချိန်ကြီးမတောက်ကျွန်တော်အရန်စားတယ်မရေတစ်စက်မှမတောက်ပထမဦးဆုံး American Money လုပ်တဲ့ချိန်ပထမဦးဆုံးတဘာဝလွန် supernatural လုပ်တဲ့ချိန်ကျွန်တော်ဖခင်ရဲ့အတူရှိခြင်းကိုလိုချင်တယ်ဘာလို့လဲဆိုဒါမျိုး confident ကဒီတိုင်းမရနိုင်ဘူးမောရှေကြောက်ကိုရိုက်ဖို့ဆိုတာက supernatural encounter တွေကပြန်လာမှရမှာကြောက်တဲ့ရေမထွက်ရင်ဘယ်လိုလုပ်မလဲကျွန်တော်တဘာဝလွန်တဲ့လုပ်တွေကိုလုပ်ဖို့ရေမတောက်ပဲမျက်မှောက်တော်မှာစိတ်မာထာခါဘာဟာစေခဲ့တယ်ဒီနေ့သင်တို့ကဘယ်လောက်ထိ supernatural touch ကိုစာငတ်တယ်ဒီနေ့ anointing ကဈေးပေါ်လာတယ် anointing ကအပေါ်ယံဖြစ်လာတယ် anointing ကိုသင်ဟာအပေါ်ယံပေါ့ပေါ့သေးသေးမထားပါနဲ့ supernatural touch ကိုစာငတ်ပါ